Hello အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့အလူစင်ပိုင်းပဲဖြစ်ပါတယ်ခင်ဗျာကဲတကယ်ချင်းတို့ကျွန်တော်ရဲ့မွေးနေ့မှာမူတွန်ကတော့လက်ဆောင်တွေအများကြီးပေးလိုက်တယ်ဗျာဘာတွေရလဲဆိုတာသိချင်တယ်ဆိုရင်ဗီဒီယိုလေးကိုဆုံးထိကြည့်ပေးကြပါဦးလို့မူတွန်းက Happy Birthday Surprise လုပ်ပေးတယ်ဆိုတော့ကျွန်တော်အရန်ပြောတာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်2019ကတည်းကနေဒီ2025အထိဆော့လာဒီတစ်ချိန်ပဲခံစားပွေပေါ့နော်ဒီမူတွန်း Happy Birthday Surprise လုပ်ပေးတာ Okay ဒါကတော့ဒီမှာကျွန်တော်ဆူတောင်းပေးထားတဲ့ဟာလေးပေါ့နော်ဒီမှာလူကတ်တဲ့နာတဲ့လန်စီလော့တဲ့ကျွန်တော်ဆူတောင်းပေးထားတဲ့ဟာလေးဒီစာလေးဖတ်ပြီးတော့ကျွန်တော်ဘယ်လိုခံစားရလဲဆိုတော့တော်တော်လေးကိုပျော်ရွှင်နေပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့မွေးနေ့မှာဒီ MLBB နဲ့အတူဖြတ်တန်းပြီးတော့ MLBB ဘက်ကလည်းကျွန်တော်ဒီလိုစုမုံကောင်းတောင်းပေးတဲ့အတွက်ပေါ့နော်အဲအကြောင်းပါလို့ကဲဆိုတော့ကျွန်တော်ဘာလက်ဆောင်တွေထည့်ရမလဲဆိုတာဆက်ကြည့်ပေးကြပါဦးဒါတော့ကျွန်တော်လိုချင်တဲ့ဟီးရိုးကိုရွေးခိုင်းတာပေါ့နော်ကျွန်တော်မှာဟီးရိုးတွေကအားလုံးရှိရဆိုတော့တခုခုတော့ရွေးလိုက်မယ်ကျွန်တော်ကအကုန်ဝယ်ထားဟီးရိုးတွေဆိုတော့ကျွန်တော်လူကတ်ပဲရွေးလိုက်တော့မယ်ကျွန်တော်အကြိုက်ဆုံးမလို့ဒီမှာကျွန်တော် COA 100ရလိုက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့သူတို့ပြောထားဒီဟီးရိုးကကျွန်တော်မှာရှိပြီးသားမလို့ကျွန်တော်ကို COA ပြန်ပြောင်းပေးတယ်ပေါ့နော်အဲ့လိုCOA 100တောင်ရတယ်ဆိုတော့ဒိုင်မွန်း100နဲ့အတူတူပဲပြီးတော့ဒါတွေကအစမ်း3ကတ်တွေပေါ့နော်ဆန်း3ကတ်တွေဆိုတော့ထူတော့ရွေးစရာမလိုတော့ဘူးဒါပေမဲ့ကျွန်တော် Harriet Light ပေါ်တော့ရွေးလိုက်တယ်နောက်ပြီးတော့ Special Skin တွေကအစမ်း3ကတ်3កောင်ရွေးပေးရမှာပေါ့နော်ဒါကတော့โอเคဒါတော့နာမည်ဆန်း3ကတ်လေးဆိုတော့ကျွန်တော်ရှောက်ရွေးပလိုက်တယ်ဝေါအစမ်း3ကတ်တွေအများကြီးရတယ်ပေါ့နော်ပြီးတော့ဒီမှာကြက်ကာကွယ်ချင်းလဲကျွန်တော်ကိုပေးပါတယ်နောက်ပြီးတော့မွေးနေ့ပွဲအမတ်တရလက်ဆောင်လေးလည်းပေးရပေါ့နော်လက်ဆောင်တွေကတော့ဒီလောက်ပါပဲဗျကဲတကယ်ချင်းတော့ကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနော်ကျွန်တော်ဗီဒီယိုစုံထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်လို့အားလုံးပဲဘိုင်ဘိုင်